ကတိနေ့တရင်ကျွတ်လာပြေသွားပြီတရင်ကျွတ်လာပြေသွားတော့ဒီလိုတို့တရင်ကျွတ်တာတော့မနှက်ဖန်မှာအပြေဝကျွတ်မှာပေါ့အဲ့တော့ခနေ့ညအနေစားပြီးတော့မနှက်ဖန်ညလာပြီးကျော်2ရက်နေ့မနက်ထိစာဝါတွေပိတ်ပြီးတော့ရှင်ဘုရားတို့အနေနဲ့မီးပူဇော်ဖို့ခွင့်ပြုထားတယ်အဲ့တော့မီးပူဇော်တာနဲ့ဆက်ပြီးတော့ဒီပြီးတော့နည်းနည်းလေးထပ်ပြီးတော့မနေ့ကလည်းပဲတတိပေးခဲ့တယ်ဒီနေ့လည်းထပ်ပြီးတော့လျှောက်ထားပေးမယ်ဒီရတို့အရာဝတ္ထုတစ်ခုဆောင်ရွက်တဲ့အခါမှာအကြောင်းအကျိုးသိထားတာကပို့ပြီးတော့အကျိုးကြီးမားတယ်ပေါ့အကျိုးကြီးမားခြင်းလည်းဆိုလို့ရှိရင်လည်းပဲအကြောင်းအကျိုးသိအောင်လုပ်ရတယ်ဒါလေးကိုမှတ်ထားပါအကျိုးကြီးမားခြင်းနဲ့ပါတယ်ဆိုရင်ဘာကိုသိအောင်လုပ်ရမလဲအကြောင်းအကျိုးသိအောင်လုပ်ခုလည်းပဲစီမီပူဇော်တယ်ဆိုတာပျော်ပွဲရွှင်ပွဲကျင်းပတာမဟုတ်ဘူးစီမီပူဇော်တာဘာမဟုတ်ဘူးလေဟိုတော့ကဒီမှာတွေ့ကြုံလေးတွေရှိခဲ့တယ်ပေါ့ဒီပြောတဲ့သဘောဘက်ကိုရိုင်သွားခဲ့တယ်ဒါလေးတွေလည်းတပည့်တော်ပြောခဲ့ဘူးတယ်အဲ့တော့ဘုရားရှင်ကိုတော်မြတ်ကတကိုးပြားကြီးဟာပြပြီးတဲ့အခါမှာတောင်ရင်သာနတ်ပြည်မှာဝါကတ်တယ်ဝါကတ်တာလည်းပဲမိခင်ဖြစ်ဖူးတဲ့နတ်သားမိခင်ထားပါတော့မိခင်ဖြစ်ဖူးတဲ့ဘဝဟောင်းတုန်းကမိခင်ဖြစ်ဖူးတဲ့နတ်သားကိုကျေးဇူးဆက်တဲ့အနေနဲ့အဘိဓမ္မာဟောခဲ့တာအဲ့တော့ကျေးဇူးဆက်တဲ့သဘောနဲ့ဒီသရင်ကြိုလာပြည့်နေ့ဟာဆက်ဆက်မှုရှိနေတယ်အဲ့တော့သရင်ကြိုလာပြည့်ဟာဘာဆက်တာနဲ့ဆက်ဆက်မှုရှိလဲမေးရင်ကျေးဇူးဆက်တာနဲ့ဆက်ဆက်မှုရှိတယ်အဲ့တော့ဖျားရှင်တဆူတည်းမဟုတ်ဘူးပွင့်တော်မူခဲ့တဲ့ဖျားဆူတိုင်းဆူတိုင်းဒီတကိုးပြားကြီးဟာပြပြီးလို့ရှိရင်ဒီလိုတို့တာဝရိန္ဒာမှာဝါဆိုတယ်မိခင်ကိုအမှုပြုပြီးတော့ကျန်တဲ့နတ်သားတွေကိုအဘိဓမ္မာတရားဟောတယ်အဲ့တော့အဲ့ဒီတာဝရိန္ဒာနတ်ပြည်မှာဟောတဲ့အဘိဓမ္မာတရားကအကျယ်နီးပေါ့တာဝရိန္ဒာနတ်ပြည်မှာဟောတာကတခါရှင်သာရိပုတ္တရာကမြတ်စွာဘုရားကလူသားဖြစ်တော်မူတော့လူပြည်ပြန်ပြီးတော့ဆုံးဖုံးပေးတဲ့အချိန်နေမိတဗုဒ္ဓကိုဆက်လက်ပြီးတော့တရားဟောဖို့ဖန်ဆင်းထားခဲ့တယ်အဲ့တော့မြတ်စွာဘုရားလူပြည်ဆင်းလာတဲ့အခါမှာရှင်သာရိပုတ္တရာသွားဝေယဝိဆပြုတယ်အဲ့တော့ရှင်သာရိပုတ္တရာကိုမြတ်စွာဘုရားကပြန်ပြီးတော့အဘိဓမ္မာတရားကိုဟောကြားတယ်အဲ့ဒီအဘိဓမ္မာနည်းကအကျဉ်းနည်းလို့ခေါ်တယ်ဘာနည်းလို့ခေါ်လဲတခါရှင်သာရိပုတ္တရာကိုတော်မြတ်ကမြတ်စွာဘုရားထံကနေအကျဉ်းနည်းနဲ့နာယူပြီးတဲ့အခါသူ့ရဲ့တပည့်ဖြစ်တဲ့ဟိုကတ္တပဘုရားရှင်လက်ထက်ကလင်းတို့သားတွေဖြစ်ခဲ့မှုတဲ့ယဟန်900ကိုပြန်ဟောတာကမကျင်းမကျယ်နည်းဘာနည်းလဲမေးရင်အဲ့တော့မြတ်စွာဘုရားကျေးဇူးဆက်တာနဲ့ဆက်ပြီးတော့သာသနာတော်မှာခုအဘိဓမ္မာကျမ်းနေဆိုတာပေါ်ပေါက်လာခဲ့တယ်နိုင်ငံသားတွေလည်းပဲစိတ်ဝင်စားတယ်ရန်ကုန်မှာလည်းပဲအဘိဓမ္မာဌာနတွေဖွင့်လှစ်ပြီးတော့သင်ပေးခဲ့တယ်အဲ့တော့မြတ်စွာဘုရားဒီသရင်ကြိုလာပြီးရောက်တဲ့အခါသရင်ကြိုလာဇန်9ရက်နေ့ရောက်တဲ့အခါကျတော့ရှင်မောက္ကလံကိုလူတွေကတောင်းဆိုကြတယ်မြတ်စွာဘုရားကိုမဖူးရရင်တော့တပည့်တို့မပြန်နိုင်ဘူးမြတ်စွာဘုရားဘယ်နေ့မှလူပြည်ကိုဆင်းมาလဲဆိုတော့သရင်ကြိုလာဇန်9ရက်နေ့မှာရှင်မောက္ကလံကတာဝရိန္ဒာတက်ပြီးမြတ်စွာဘုရားကိုလျှောက်ထားတော့မြတ်စွာဘုရားကတာရိပုတ္တရာဘယ်မှာလဲတင့်ရဲ့နောင်တော်ကြီးဘယ်မှာလဲဆိုတော့သင်္ကတ္တမြို့မှာဝါဆိုပါတယ်လို့လျှောက်တော့မြတ်စွာဘုရားအဲ့ဒီသင်္ကတ္တမြို့ကိုငါဘုရားဆင်းတော်မူမယ်ဆိုပြီးရှင်သာရိပုတ္တရာရဲ့ဂုဏ်ကြီးတွေပေါ်လွင်အောင်မေခွန်းတွေမေးဖို့အတွက်မြတ်စွာဘုရားဟာတာဝရိန္ဒာကနေသင်္ကတ္တမြို့ကိုဆင်းတော်မူခဲ့တာဘယ်မြို့မှာဆင်းခဲ့တယ်လဲအဲ့တော့ဘုရားရှင်ဆင်းတော်လည်းပဲစောင်းတန်းသုံးသွဲမှာလက်ရဘက်ကရွှေစောင်းတန်းနတ်တွေဆင်းတယ်လက်ဝဲဘက်ကငွေစောင်းတန်းပြန်မာတွေဆင်းကြတယ်မြတ်စွာဘုရားအလေကနေပြီးတော့ပရမညာစောင်းတန်းကိုတော်တိုင်ဆင်းတယ်အဲ့တော့မြတ်စွာဘုရားကိုမီးပူဇော်တဲ့အခါတပည့်တော်တို့ကမြတ်စွာဘုရားကြွတော်မူလာတာကိုအာယုံပြုပြီးတော့ကျောင်းမှာမီးပူဇော်တယ်တစ်ပင်မှာမီးပူဇော်တယ်မြေကြီးပေါ်မှာမီးပူဇော်တယ်အဲ့တော့မြေကြီးပေါ်မှာထွန်းပြီးတော့စီမီပူဇော်တယ်ဆိုရင်အာလုံးကိုယ်ကလည်းပဲမြတ်စွာဘုရားကိုကျေးဇူးဆက်ပြီးတော့အဘိဓမ္မာတရားတွေဟောကြားတော်မူခဲ့တယ်အဘိဓမ္မာနဲ့လောကကြီးကိုအသိဉာဏ်ထွန်းလင်းအောင်မြတ်စွာဘုရားဆောင်ရွက်တော်မူခဲ့တယ်အဲ့ဒီဂုဏ်တွေကိုအာယုံပြုပြီးတော့တပည့်တော်တို့ကမြတ်စွာဘုရားကိုပူဇော်တဲ့အနေနဲ့စီမီထွန်းတာ
မြတ်စွာဘုရားကိုဘာလုပ်တဲ့အနေနဲ့စီမီထွန်းတာလဲအဲ့တော့ပူဇော်တဲ့အနေနဲ့ထွန်းတာတခါမြေကြီးပေါ်မှာထွန်းရင်ကိုကနေစိတ်ကမေတ္တာတရားနဲ့ဘုံမစိုးနဲ့တွေမြေပေါ်မှာနေတဲ့နဲ့တွေလည်းပဲမြတ်စွာဘုရားကိုပူဇော်နိုင်ကြပါစေဒီမေတ္တာတရားလေးနဲ့ထွန်းရတယ်ကျောင်းနေမှာမိပူဇော်လို့ရှိရင်လည်းပဲကျောင်းဆောင်နဲ့တွေမိမိပူဇော်တယ်လို့သူတို့လည်းပဲမြတ်စွာဘုရားကိုမှန်းပြီးတော့ပူဇော်နိုင်ပါစေနောက်ပြီးတော့တစ်ပင်တွေမှာသွားပြီးတော့ထွန်းနေဆိုရင်လေရုပ်ကစိုးနဲ့စတဲ့နက်မျက်နှာကောင်းတွေမြတ်စွာဘုရားကိုတာဝရိနာကြွလာတဲ့နေ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေမှန်းပြီးတော့ပူဇော်နိုင်ပါစေအဲ့တော့မြတ်စွာဘုရားဟာမိခင်ကျေးဇူးကိုဆက်ပြီးတော့ဆင်းလာတဲ့အချိန်ဒီပြောတို့ကလည်းပဲမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးကိုဆက်ခွင့်ကြုံနိုင်ဆက်ခွင့်ကြုံတဲ့အတွက်ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့မီးပူဇော်တယ်ဆိုရင်ဒါဟာတဘာဝကျတဲ့မီးပူဇော်နည်းလို့ခေါ်တယ်။ဘာမီးပူဇော်နည်းလဲနောက်တစ်ခါဒီလိုတို့မီးပူဇော်တာနဲ့ပြန်ပြီးတော့သုံးသပ်လို့ရှိရင်လည်းပဲမြတ်စွာဘုရားကိုယ်တော်တိုင်ကျေးဇူးတရားကိုသိတဲ့အတွက်ကျေးဇူးဆက်ပြီးတော့ဆင်းလာခဲ့တယ်။အဲ့တော့တပည့်တော်တို့ကလည်းပဲငါရောဒီနေ့စီမီထွန်းနေတယ်။မြတ်စွာဘုရားကျေးဇူးသိတယ်လို့ငါရောဆရာသမားတွေပေါ်မှာကျေးဇူးသိသလားကျေးဇူးကမ်းသလားဒါမျိုးလေးတွေမစည်းစစ်တဲ့မလားစည်းစစ်တဲ့မလားတကယ်လို့ဆရာသမားတွေရဲ့ကျေးဇူးမိဘတွေရဲ့ကျေးဇူးကိုကမ်းတယ်ဆိုရင်စီမီပူဇော်တာအဓိပ္ပာယ်သိပ်ပြီးတော့မရှိသေးဘူးအဲ့တော့မြတ်စွာဘုရားကိုတော်မြတ်ကစီမီမြတ်စွာဘုရားကိုစီမီပူဇော်တယ်မြတ်စွာဘုရားကဘာလုပ်လာတယ်လဲတာဝရိန္ဒနတ်ပြည်ရဲ့အဘိဓမ္မာဟောလာတယ်ရည်ရွယ်ချက်ကမေတော်ကိုကျေးဇူးဆက်တယ်နတ်ပြန်မာတွေကိုတရားသူရစေခဲ့တယ်တတ္တအလုံးတတ္တလောကကြီးကိုပေးဆက်ပြီးတော့ဆင်းလာခဲ့တယ်ကိုကဒီမြတ်စွာဘုရားကိုပူဇော်တဲ့အခါကျေးဇူးတည်တဲ့လွန်းတဲ့မြတ်စွာဘုရားကိုပူဇော်တဲ့အခါမှာကိုကလည်းပဲဒါလေးတွေကိုဆင်ခြင်တဲ့တယ်ငါရောမိဘဆရာသမားပေါ်မှာဘလောက်စော်ကားပြီးပြီလေစော်ကားတဲ့အခါမှာလည်းပဲငါဘလောက်ဝန်ချတောင်းပန်ဘူးတလေကျေးဇူးရောငါတည်တတ်သလားခုချိန်မှာတပည့်တို့ဒီကျောင်းတိုင်းမှာမြတ်စကြာဆရာတော်တည်ထောင်သွားတယ်မြတ်စကြာဆရာတော်ကနေတပည့်တော်ကိုလက်ဆင့်ကမ်းတဲ့အတွက်တပည့်တော်ကနေစောင့်ရှောက်ပြီးတော့နာယကတွေနဲ့လက်တွဲပြီးလုပ်နေတယ်အဲ့တော့အားလုံးဟာစာဝတ်နေတွေစာသင်ပေးတယ်အဲ့တော့ဒီလိုဆရာသမားတွေပေါ်မှာကျေးဇူးမဆက်မိတော့ငါဘာတွေများကျေးဇူးကမ်းမိတယ်လေကျေးဇူးကမ်းမိလို့ရှိရင်ငါနောက်မကမ်းဘူးတက်နိုင်တဲ့မြတ်ကျေးဇူးသိအောင်လုပ်မယ်ငါရဲ့မွေးမိခင်ဖခင်တွေကငါဒီကိုရောက်လာတာသူတို့ဟာဘာကိုမျှော်ကိုးတယ်လေရဲရွာဆရာတော်တွေကပညာတတ်စေခြင်းနဲ့စိတ်ကောင်းစေခြင်းနဲ့အကျင့်သီလတွေမြင့်တက်စေခြင်းလို့လွတ်တာအဲ့တော့ဒီစာကြိုးစားမှုကိုကျင်တရားတွေမြင်မှမှုငါလုပ်လို့ရှိရင်ငါရဲ့မိဘတွေဆရာသမားတွေကိုငါကျေးဇူးဆက်ရရောက်တယ်အဲ့တော့ငါဒီလိုနည်းနဲ့မြန်ကျေးဇူးဆက်ပြီးပြီလားဒီလောက်ထိနက်နက်ရှိုင်းရှိုင်းတွေးပြီးတော့စီမီပူဇော်လို့ရှိရင်အဲ့ဒီစီမီပူဇော်စီဟာမြတ်သောပူဇော်နည်းလားမမြတ်သောပူဇော်နည်းလားဒါကြောင့်မို့ရှင်ဘုရားတို့အနေနဲ့စီမီထွန်းတဲ့အခါမှာငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့လူငယ်သဘာဝနည်းနည်းပါးပါးရှိတာတော့တပည့်တော်မပြောလို့ပါဘူးဒါပေမဲ့လို့မြို့တဲ့ရွာတဲ့လူပြောက်တွေဖောက်ပြီးတော့ပျော်ခြင်းတဲ့သဘောတွေကကဲနေတယ်ဆိုရင်ဒါဟာမြတ်စွာဘုရားကကျေးဇူးဆက်ပြီးဆင်းလာတဲ့အချိန်မိမိတို့ကမြတ်စွာဘုရားကျေးဇူးမဆက်ဘဲနဲ့ကျေးဇူးကမ်းရရောက်တယ်ဆိုရင်ဒီစီမီပူဇော်တာငွေကုန်ယုံပဲရှိပါတယ်ဘာမှကြက်သိပ်ပြီးတော့အကျိုးထူးမှာမဟုတ်ပါဘူးဒါကြောင့်မို့စီမီပူဇော်တာကျေးဇူးတရားတွေနဲ့ဆက်နွယ်နေတယ်လို့ငါလည်းပဲငါရဲ့ရဲရွာဆရာသမားကျေးဇူးမိဘကျေးဇူးငါပညာကြိုးစားပြီးတော့ဘယ်လောက်များဆက်တယ်လဲငါ့ကိုကြောင်းပြုပြီးတော့ငါဆရာသမားတွေစိတ်ဘလောက်ချမ်းသာသွားကြတယ်လဲငါရဲ့မိဘတွေရောငါ့ကိုကြောင်းပြုပြီးတော့ဘလောက်စိတ်ချမ်းသာသွားတယ်လဲလက်ရှိငါနေတဲ့မြတ်စကြာကျောင်းတိုက်ကိုငါဘာနဲ့ကျေးဇူးဆက်ပြီးပြီလဲဒါမျိုးလေးတွေတွေးသင့်ပါတယ်တကယ်လို့ကိုကဆရာသမားတွေရဲ့ကျေးဇူးကိုဆရာသမားတွေစိတ်ချမ်းသာအောင်မလုပ်ဖြစ်ဘူးဒါမျိုးဆိုရင်တော့စဉ်းစားသင့်တယ်ဒါမျိုးတွေကတံပြန်အကျိုးဆိုတာနောင်တစ်ချိန်ကျရှိတတ်တယ်ပေါ့ဒါမျိုးလေးတွေရှင်ဘုရားတို့အနေနဲ့တပည့်တော်လှုပ်စေခြင်းတယ်စောစောကပြောသလိုပေါ့ပြောက်တွေဖောက်လိုက်မိရှုမိပန်းတွေလွတ်လိုက်ပျော်တဲ့ဘက်လွန်ကဲသွားပြီဆိုရင်ဒါစီမီပူဇော်ခြင်းရဲ့အကြောင်းအကျိုးကိုသိရမရောက်တော့မသိရရောက်သွားတယ်တဲ့စီမီပူဇော်ခြင်းအကြောင်းအကျိုးကိုမသိရရောက်သလားသိရရောက်သလားအဲ့တော့စီမီပူဇော်ခြင်းအကြောင်းအကျိုးမသိလို့ရှင်ပူဇော်ခြင်းရဲ့အကျိုးဟာကြီးမားမလားနည်းပါမလားနည်းပါသွားတယ်ဒါကြောင့်မို့ဒီစီမီပူဇော်တဲ့အချိန်မှာကျေးဇူးတရားလေးတွေနှလုံးသွင်းမြတ်စွာဘုရားကိုပူဇော်တယ်မြေဆောင်နဲ့ကြောင်ဆောင်နဲ့ရုပ်ကစိုးစသည်ကိုပူဇော်ခိုင်းတယ်သူတို့လည်းပူဇော်ကြပါစေကိုလည်းပဲပူဇော်မယ်အဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တော်လေးတွေမှန်းပြီးတော့မိပူဇော်နေတယ်ဆိုရင်နှလုံးသားထဲမှာမေတ္တာတရားစတဲ့
ပူဇော်ခြင်းနဲ့ကုသိုလ်တရားစတဲ့တရားတွေနှလုံးသားထဲမှာပြည့်သွားတယ်အဲ့မှာအကျိုးကကြီးသွားတာဒါလေးနဲ့ဆက်ပြီးတော့ပြောမယ်ဘာလဲဆိုတော့ဒီအကျိုးကြီးတာနဲ့ဆက်ပြီးတော့ဒီလိုတို့စာပေမှာအထူးသဖြင့်ဒီပဏ္ဏတအထာကရာမှာဖွင့်ထားတယ်ဟိုတုန်းကလည်းနည်းနည်းရိပ်မြက်ပြောခဲ့ဘူးတယ်ရှင်သာရိပုတ္တရာနဲ့မြတ်စွာဘုရားရှင်သာရိပုတ္တရာလည်းမြတ်စွာဘုရားကိုပစ္စည်းလှူတယ်မြတ်စွာဘုရားလည်းရှင်သာရိပုတ္တရာကိုပစ္စည်းလှူတယ်ပေါ့ပစ္စည်းဆိုတဲ့နေရာမှာသင်္ကန်းထားပါတော့အဲ့တော့မြတ်စွာဘုရားလည်းပဲရှင်သာရိပုတ္တရာကိုသင်္ကန်းတစ်စုံလှူတယ်ဆိုကြပါစို့နောက်တစ်ခါအပြန်လည်အပြင်ရှင်သာရိပုတ္တရာလည်းမြတ်စွာဘုရားကိုဘာလှူမလဲမေးရင်သင်္ကန်းတစ်စုံလှူတယ်အဲ့တော့ရှင်သာရိပုတ္တရာလှူတဲ့ဒါနနဲ့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတဲ့ဒါနဘသူကကျေးဇူးများတယ်လေဘသူကအကျိုးကြီးမားတယ်လေလို့ဘုန်းကြီးတချို့တရားဓမ္မတွေမေးကြည့်တော့သူတို့ကဖြေကြတယ်ရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတဲ့အလှူကပို့ပြီးတော့အကျိုးကြီးမားတယ်လို့ဒီလိုဖြေကြတယ်ပေါ့သူတို့ကြည့်တဲ့ရှုထောင့်ကအလှူခံပုဂ္ဂိုလ်ဘက်ကကြည်တာဘယ်ဘက်ကကြည်တာလဲအဲ့တော့လှူခံပုဂ္ဂိုလ်ဘက်ကကြည်တော့လှူခန္ဓာကရှင်သာရိပုတ္တရာလှူတဲ့သင်္ကန်းကိုလှူခန္ဓာကဘယ်သူလဲမေးရင်အဲ့တော့မြတ်စွာဘုရားလှူတဲ့သင်္ကန်းကိုယူတဲ့လှူခံပုဂ္ဂိုလ်ကဘယ်သူလဲမေးရင်ဘယ်သူကသီလသမာဓိပညာပို့ပြီးတော့မြင့်မြတ်တယ်လေအဲ့တော့လှူခံတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားဖြစ်တော့သူတို့ကဖြေကြတယ်မြတ်စွာဘုရားကိုရှင်သာရိပုတ္တရာလှူတဲ့ဒါနကပို့ပြီးတော့မြတ်ပါတယ်လို့များသောအားဖြင့်တရားဓမ္မတွေကဒီတိုင်းပဲဖြေကြတယ်ဒီလိုစာပေမှာထာဂရဆရာဝရန္တိဝါဒသဘောမျိုးတော့ဖြစ်တာပေါ့ဒါပေမဲ့လို့စီစစ်ပြထားတယ်မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတဲ့အလှူကပို့ပြီးတော့အကျိုးကြီးမားပါတယ်တဲ့သူကဒံလီကရဏသဘောနဲ့အကြောင်းပြထားတာဘာလဲဆိုတော့တမ္မာတံဗုဒ္ဓံဤထပိတဝါအင်ညောဒါနတဝိပါကံဇာနိတုံတမထောနာမနတ္တိတဲ့အဲ့တော့ဘာဖြစ်လို့လဲလို့မေးရင်အကြောင်းပြတော့ဒါနရဲ့အကျိုးကိုမြတ်စွာဘုရားကပိုသိတော်မူလို့တဲ့ဒါနရဲ့အကျိုးကိုဘယ်သူကပိုသိတယ်လဲမြတ်စွာဘုရားကပိုသိလို့ဘယ်သူလှူတဲ့ဒါနကပိုကျိုးကြီးတာလဲအဲ့တော့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုသင်္ကန်းလှူတဲ့တွင်ဒီသင်္ကန်းကိုဝတ်ပြီးတော့ဘလို့ကျိုးတွေရနိုင်တယ်ဒီလိုတို့ပိဿဝကနာဆင်ခြင်တဲ့သဘောဆိုရင်အဆက်ကြောက်ဖုံးလွှမ်းနိုင်တယ်ကျမ်းမာရေးရခြင်းတွေမှတ်တွေကြိုက်တာကလွတ်သွားနိုင်တယ်ဒါမျိုးတွေပေါ့ချမ်းသာပူတာတွေကိုကာကွယ်နိုင်တယ်ဒီအကျိုးတွေကရှင်သာရိပုတ္တရာမြတ်စွာဘုရားလောက်မသိဘူးမြတ်စွာဘုရားလောက်မသိတော့ရှင်သာရိပုတ္တရာရဲ့ဒါနဟာအားနည်းတယ်မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတယ်မြတ်စွာဘုရားသင်္ကန်းလှူတဲ့အကျိုးတွေကိုသိပြီးတော့သက်ပညုတဉာဏ်တော်နဲ့အများကြီးသိတော့မြတ်စွာဘုရားလှူတဲ့သင်္ကန်းကမြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတဲ့ဒါနကပို့ပြီးတော့အကျိုးကြီးတယ်တဲ့ဒါကတော့ဒီလိုတို့ပရိကပ္ပစကားလို့ခေါ်တာပေါ့ဘာစကားလို့ခေါ်တာလဲပရိကပ္ပစကားဆိုတာတကယ်တော့မဟုတ်ဘူးမြတ်စွာဘုရားတန်ထဲမှာကိလေသာဝတ္တိလောဘဒေါသစတဲ့ကိလေသာတွေရှိသေးလားမရှိလို့ရှိရင်ဝတ်သုံးပါးရဲ့ကိလေသာဝတ်ရှိအောင်မလားကိလေသာဝတ်မရှိလို့ရင်လှုပ်သမျှလှုပ်သည်ကမ္မဝတ်မဖြစ်တော့ဘူးလှုပ်သမျှလှုပ်သည်ဘာမဖြစ်တော့ဘူးလဲကမ္မဝတ်မဖြစ်လို့ရှိရင်ဝိပါကဝတ်အနေနဲ့လူနဲ့ဗျံမာတွေခန္ဓာကိုယ်ကြုံမပေးဘူးမကောင်းတာလှုပ်လည်းပဲအပယ်လေးပါးခန္ဓာတွေကြိုးမပေးတော့ဘူးအဲ့တော့ဝိပါကဝတ်ပြတ်သွားတယ်တဲ့ဘာဝတ်ပြတ်သွားလဲဒီနေရာမှာပရိကပ္ပကြံစပြီးတော့တကယ်မဖြစ်ပေမဲ့မြတ်စွာဘုရားနဲ့ရှင်သာရိပုတ္တရာယဟန္တာတွေဖြစ်တဲ့အတွက်ကုသိုလ်အကျိုးကြီးမားတာမကြီးမားတာဆိုတာဘုရားရှင်အတွက်ရှင်သာရိပုတ္တရာအတွက်ကမရှိပါဘူးဒီလိုတို့တခါတရံလည်းပဲပြောကြတာပေါ့တိတ်စကားများလုံးတဲ့ပုဂ္ဂိုလ်တယောက်ရှိရင်ဟောဒီကြောင်းကြီးရတာစကားပြောတတ်လို့ရှိရင်နာကြီးလာပါပြီလို့អော်လောက်တယ်ဆိုလိုတာဒီကြောင်းမှာတိတ်စကားများလုံးတဲ့ကိုရင်တစ်ပါးရှိရင်စကားများလုံးတာကိုပေါ်လွင်စေခြင်းလို့ကြံစပြီးတော့ဟောဒီကြောင်းကတာစကားပြောတတ်ရင်တော့ကိုရင်တန်ကြားရတာနဲ့နာကြီးပြီးဟောဒီကြောင်းကြီးနာကန့်သွားလောက်ပြီးနာကြီးပါတယ်လို့អော်လောက်တယ်ဒါမျိုးပြောတဲ့စကားမျိုးပေါ့ခုလည်းပဲတကယ်တော့ဘုရားရှင်မှာကိလေသာဝတ်ရှင်သာရိပုတ္တရာမှာကိလေသာဝတ်မရှိတော့ကမ္မဝတ်မဖြစ်နိုင်ကမ္မဝတ်မဖြစ်တော့ဝိပါကဆိုတဲ့ဒီအကျိုးတရားတွေဆိုတာဖြစ်မလာနိုင်တော့ပါဘူးဒါပေမဲ့လို့ကြံစပြီးတော့အလုံးနားလည်အောင်ပြောပြတာဒါကြောင့်မို့ဒီလိုတို့လှူတဲ့တန်းတဲ့နေရာမှာအကြောင်းအကျိုးကိုသိတဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့အကျိုးကြီးမားတယ်တဲ့လှူတဲ့တန်းတဲ့နေရာမှာဘာကိုသိရင်ပို့ပြီးတော့အကျိုးကြီးမားမလဲဒါကြောင့်မို့စီမီထွန်းတဲ့နေရာမှာဖာတိပါဒနဲ့ဟာတရင်ကြိုလာပြည့်နေစီမီထွန်းရတဲ့ဖာတိပါဒထွန်းလိုက်တယ်ဒီပုဂ္ဂိုလ်ကအလဲလဲစားပဲရှိတယ်ဘာပဲရှိမလဲ
အကျိုးကတော့စီမီပူဇော်လိုက်တဲ့အတွက်ဘုရားရှင်ကိုပူဇော်တဲ့သူ့ရဲ့နှလုံးသားထဲမှာကုသိုလ်ကများများကြီးကြဲပြန့်ပြန့်ဖြစ်ခွင့်မရှိဘူးပြောက်ဖောက်တဲ့ပုဂ္ဂိုလ်ဟေလာဝါလာလုပ်တဲ့ပုဂ္ဂိုလ်သူများကိုစနောက်ပြီးတော့အော်ဟစ်နေတဲ့ပုဂ္ဂိုလ်ဒီလိုကိုရင်နေယဟန်နေဆိုရင်တော့ကုသိုလ်ဆိုတာလုံးဝကိုမရှိနိုင်ဘူးအကုသိုလ်တောင်ဖြစ်တော့အဲ့ဒါကအညံစားပုဂ္ဂိုလ်တွေဘာပုဂ္ဂိုလ်တွေလို့ခေါ်လဲဖျားရှင်ကိုစီမီနဲ့ပူဇော်တယ်ဒါလောက်ကလေးသိတဲ့ပုဂ္ဂိုလ်ကအလယ်လက်စားပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်လို့ခေါ်လဲမြတ်စွာဘုရားကကျေးဇူးဆက်ပြီးတော့တာဝတိန်သာဆင်းလာတယ်အဲ့တော့ကျေးဇူးဆက်တဲ့မြတ်စွာဘုရားကျေးဇူးဆက်ပြီးတော့ပြန်တဲ့ခီးစဉ်မှာငါတို့လည်းပဲမြတ်စွာဘုရားကိုပူဇော်မယ်ကျေးဇူးဆက်မယ်နောက်ပြီးတော့ဆရာသမားတွေရဲ့ကျေးဇူးငါဆက်ဘူးသလားမိဘတွေရဲ့ကျေးဇူးဘလောက်ဆက်ဘူးသလဲကိုယ်ကြောင်းပြုပြီးတော့ဆရာသမားတွေမိဘတွေဘလောက်စိတ်ချမ်းသာသလဲဒါမျိုးလေးတွေတွေးပြီးတော့ကိုယ်အမှားကိုပြင်မယ်ဒီစီမီပူတော်သားနဲ့ဆက်ပြီးတော့တွေးပြီးတော့ကိုယ်ဘာတွေမှားခဲ့တယ်ဘာတွေမတောင်းမှန်ရသေးဘူးဘယ်တော့အခါမှငါဒါတွေပြင်မယ်ဘလို့စိတ်ချမ်းသာအောင်ကျေးဇူးဆက်မယ်ဒါမျိုးစိတ်တွေရှိသွားပြီဆိုရင်ဒါအမျက်စားပုဂ္ဂိုလ်တဲ့ဘာပုဂ္ဂိုလ်လို့ခေါ်လဲအဲ့တော့ရှင်ဘုရားတို့ကဖရာရဲ့သားတော်တွေပဲအဲ့တော့ငါစီမီပူဇော်နေတာအညံစားလားအလက်စားလားအမျက်စားလားအဲ့တော့ဒီသုံးမျိုးတွေကဘယ်ဟာဖြစ်တဲ့လဲဘာနဲ့ဘာမဖြစ်တဲ့ဘူးလဲလူတွေအလက်စားဖြစ်တာဆိုတာဒါခွင့်လို့เสียကြီးတယ်သူတို့မှာအသိဉာဏ်ကဗုဒ္ဓစာပေနဲ့ထိတွေ့ခွင့်နည်းနေတယ်အရှင်ဘုရားတို့သင်္ကန်းဝတ်ပြီးတော့မြတ်စွာဘုရားရဲ့စာပေတွေသင်ပြီးတော့အညံစားတဲ့ပါသွားမယ်အလက်စားတဲ့ပါသွားမယ်ဆိုရင်ဒါတွေကတပြို့တို့စီမီပူဇော်အကျိုးမနှက်ပါဘူးငွေကုန်ယုံပဲရှိတယ်တိတ်ပြီးတော့အကျိုးကြီးမားမှုမရှိဘူးပေါ့ဒါကြောင့်မို့ဒါလေးကိုသိစေခြင်းလို့ခုလည်းပဲမြတ်စွာဘုရားနဲ့ရှင်သာရိပုတ္တရာအကြောင်းကိုပြောပြနေတာမြတ်စွာဘုရားကဒါနအကျိုးကိုပိုသိတယ်ပိုသိတော့ဘာဖြစ်တယ်လဲအကျိုးပိုကြီးတယ်ပိုသိတော့ဘာဖြစ်လဲဒါလေးဥပမာတစ်ခုပေးဦးမယ်ဒီလိုစိုက်ပျိုးတာနဲ့ဆက်ပြီးတော့ပေါ့ဒီလိုအစ္စရေးနိုင်ငံဆိုရင်အရှင်ဘုရားတို့မြေတွေကဘာတွေလို့ကြားဘူးလဲတဲကန္တာရတွေဒါပေမဲ့လို့စိုက်ပျိုးရေးပညာမှာမြန်မာနိုင်ငံသွားပြီးတော့နေယူရတယ်အဲ့တော့အစ္စရေးနိုင်ငံမြေကြည့်လို့ရှိရင်တော့ဘာမှသူတို့မှစိုက်ပျိုးလို့မရဘူးဒါပေမဲ့စိုက်ပျိုးရေးနည်းပညာတွေကျွမ်းကျင်သိပါပြီဆိုတော့ဒီလိုကန္တာရဖြစ်တဲ့မြေတွေကိုလည်းသူတို့စိုက်ပျိုးလိုက်တဲ့အခါမှာပို့ပြီးတော့အထွက်မတိုးဘူးလားတိုးသလားဒါကြောင့်မို့စိုက်ပျိုးရေးပညာကျွမ်းကျင်လို့ရှိရင်အထွက်တိုးတာပဲနည်းနည်းကျွမ်းကျင်ရင်နည်းနည်းအထွက်တိုးတယ်နည်းနည်းကျွမ်းကျင်ရင်များများကျွမ်းကျင်ရင်လုံးဝမကျွမ်းကျင်မအောင်ဆိုရင်ဒါနောက်ဆုံးမှာအရင်ရရင်တောင်ကံကောင်းမယ်ဒါမျိုးလေးတွေပေါ့ခုလည်းပဲဒီတိုင်းပဲဒီပြောလို့ကျွမ်းကျင်တယ်ဆိုတာကဥပမာအဖြစ်စီမီလူတဲ့စောစောကသဘောပဲစီမီလူတဲ့နေရာမှာစီမီရဲ့အကျိုးကျေးဇူးတွေသိတယ်မြတ်စွာဘုရားကိုကျေးဇူးဆက်ရရောက်တယ်ဒီစီမီပူဇော်နေတာကျေးဇူးတရားတွေနဲ့ဆက်နွယ်မှုရှိနေတယ်အဲ့တော့ငါရောဘလို့စိတ်နဲ့ပူဇော်နေတယ်လေကိုမှားတာတွေပြင်မယ်မှန်လို့ရှိရင်ဆက်ပြီးတော့ကျင့်သုံးမယ်နှလုံးသားထဲမှာဒီကုသိုလ်စိတ်တွေဖြစ်နေပြီဆိုရင်အဲ့ဒါအကြောင်းအကျိုးသိတာခုနကအစ္စရေးနိုင်ငံကပုဂ္ဂိုလ်တွေဟာစိုက်ပျိုးရေးကျွမ်းကျင်မှုစိုက်ပျိုးရေးနည်းပညာတွေသိပြီးတော့ပြေဝတယ်ပြေဝလို့ရှိရင်သူတို့မှာဘလို့မြေမျိုးစိုက်မြန်မာနိုင်ငံမြေမျိုးသာစိုက်ရရင်တော့သူတို့မှာထွတ်ထိပ်ကိုရောက်သွားမှာပဲအဲ့တော့ကန္တာရာတဲ့တောင်မှစိုက်ပျိုးနည်းပညာတွေသိတဲ့အခါမှာအထွက်တိုးလာတယ်လို့ဒီပြီးတော့လည်းပဲကုသိုလ်ကောင်းမှုတစ်ခုလုပ်ရင်သိပြီးတော့လုပ်တာကောင်းတယ်နောက်တစ်ခုဥပမာတစ်ခုပေးအောင်မယ်ပေါ့ဒီကတော့ဆင်းရဲသားတစ်ယောက်အလုပ်သမားတစ်ယောက်ကပိုင်ရှင်စီလာပြီးတော့ညကြီးမင်းကြီးပေါ့နော်အချိန်မတော်ကြီးငွေ1000လောက်ပေးသမ်းပါလာပြီးတော့ခဏချီးတယ်ပေါ့အချီးတော့စိတ်တူတဲ့စိတ်ကောင်းမရှိတဲ့ပိုင်ရှင်ဆိုရင်အော်ထုတ်လွတ်လိုက်တယ်ငါမှပန်းနေတာဘာညာနဲ့လွတ်မယ်ဒါကအညံ့စားပေါ့နောက်တချို့ကြတော့လည်းပဲငွေရပေါ်နေတော့ကဲရောယူသွားဘာမှမမေးလိုက်ပဲနဲ့ငွေ1000ပေးလိုက်တယ်နောက်တစ်ယောက်ကကြတော့ဘာဖြစ်လို့လဲဘာကူညီပေးရမလဲဒီလိုပဲကျွန်တော်ရဲ့ဖခင်မိခင်ကြီးကျမ်းမာရေးမကောင်းလို့ဆေးကုခြင်းလို့ပါအဲ့တော့ဒီငွေမှမရရင်ဒီနေ့ညအသက်စိုးရင်ရပါတယ်အဲ့တော့ဟိုက1000ထုတ်ပေးလိုက်တယ်စိတ်ထဲမှာငါငွေ1000နဲ့သူ့ရဲ့အသက်ရှင်ပါစေသူအသက်ရှင်နေမြတ်သူ့ရဲ့မိသားစုကိုကောင်းကောင်းမွန်မွန်ဆောင်ရွက်ပြီးတော့ချမ်းချမ်းသာသာလှုပ်ဆောင်ပေးနိုင်ပါစေသူမိသားစုတွေလည်းပဲဒီငွေကိုအကြောင်းပြုပြီးစိတ်ချမ်းသာပါစေဒီပုဂ္ဂိုလ်ဟာအသက်ရှင်နေမြတ်သာသနာနဲ့လောကကျိုးကိုဆောင်ရွက်နိုင်ပါစေဆိုတဲ့စိတ်နဲ့ပေးလိုက်တယ်။ तू ကဘာဖြစ်လို့လဲအကြောင်းကျိုးတွေသိပြီးတော့သူ့စိတ်ထဲမှာတကယ်အသက်ရှည်စေခြင်းလို့မိသားစုစိတ်ချမ်းသာစေခြင်းလို့လောကနဲ့သာသနာအတွက်အသုံးကျနေတဲ့အသုံးဝင်နေတဲ့ပုဂ္ဂိုလ်ဖြစ်တော့အသက်ရှည်စေခြင်းလို့ဒီလိုစိတ်နဲ့ပေးတယ်။အဲ့တော့ပြန်ပြောမယ်နံပါတ်1ကလာပြီးတော့တောင်းတာကိုအော်ငေါ့ဆဲပြီးတော့လွတ်လိုက်တယ်။
နံပါတ်2ကဘာမှမမင်းမြန်းမဲနဲ့1000ပေးလိုက်တယ်နောက်တစ်ယောက်ကအကြောင်းကျိုးသိပြီးတော့မေတ္တာစေနာနဲ့ပေးတယ်အဲ့တော့အဲ့ဒီ3မျိုး3စားထဲမှာပထမဒုတိယတတိယပုဂ္ဂိုလ်တွေမှာဘယ်ပုဂ္ဂိုလ်ရဲ့နှလုံးသားမှာကုသိုလ်တွေအများကြီးဖြစ်ခွင့်ရှိလဲဘယ်ပုဂ္ဂိုလ်ကတော့နည်းနည်းပဲဖြစ်ခွင့်ရှိလဲဘယ်ပုဂ္ဂိုလ်တန်မဏေမှာတော့အကုသိုလ်တွေဖြစ်သွားနိုင်လေအဲ့တော့ဒီနေရာမှာကြည့်နော်ဒီမိမိကသိလိုက်တာနဲ့တပြိုင်နက်မေတ္တာစေနာတွေထားခွင့်ရှိသွားတယ်မေတ္တာစေနာတွေထားခွင့်ရှိတာနဲ့နှလုံးသားထဲမှာကုသိုလ်တွေဖြစ်တယ်နောက်ဘဝမှာဒီကုသိုလ်တွေဒီကံဖြစ်နေပြန်ပြီးတော့အကျိုးပေးတာဒုတိယပုဂ္ဂိုလ်ကတော့ဗာတိဘာသာနဲ့မေးလိုက်တယ်မေးတဲ့ဗာတိဘာသာနဲ့နေလိုက်တယ်ပေါ့ဘာမှမမေးလိုက်တဲ့အတွက်သူ့ရဲ့နှလုံးသားထဲမှာငွေပေါ်နေတော့အလွယ်တကူပေးလိုက်တယ်ဘာမှမေတ္တာတရားကရုဏာတရားကုသိုလ်တရားဒါမျိုးတွေဖြစ်ခွင့်မရှိဘူးဒီတော့သူဟာအကျိုးရတဲ့လောက်မရဘူးနည်းနည်းပါးပါးပဲရတယ်တဲ့အဲ့တော့ဒီလိုတို့စီမီပူဇော်တာနောက်ပြီးတော့ပေးတာကမ်းတာဒါတွေဟာအလုံးအကြောင်းအကျိုးမသိသင့်ဘူးလားသိသင့်သလားဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကဒီလိုတို့ဒီတရားဓမ္မတွေဆုံးကတ်တဲ့အခါမှာအနုမောဒနာဝတ္တင်္စာဆိုပြီးမပင်ညက်ခဲ့ဘူးလားပင်ညက်ခဲ့သလားကဲအလုံးရရင်ဆိုကြည့်တမ်းမှာအနုမောဒနာဝတ္တင်္စာအဲ့တော့အချက်3ချက်ကနံပါတ်1ကပါတယ်တော့အဲ့တော့ဆွန်းလေးလာကတ်တာနော်ဆွန်းကတ်တဲ့ပုဂ္ဂိုလ်ပဲမထေကြီးကိုယ်တိုင်တရားဟောခြင်းတဲ့တရားဓမ္မတွေသိအောင်ဟောပေးပါဆွန်းလူလိုက်လို့ရှိရင်ဒီဆွန်းကိုစားပြီးတော့တန်ဃာတော်ရှင်မြတ်တွေအသက်ရှည်သွားမယ်တရက်နောက်ပြီးတော့ဒီဆွန်းကိုစားပြီးတော့တန်ဃာတော်ရှင်မြတ်တွေစားတဲ့အတွက်ညှို့မှိုင်နေလို့ရှိရင်ဒီဆွန်းကိုစားပြီးတော့ရုပ်ကလေးတွေလန်းဆန်းပြီးတော့လှပလာမယ်ဒီဆုံးကိုစားပြီးတော့အားမရှိဘူးဆိုရင်ဒီဆုံးကိုစားပြီးတော့အင်အားတွေပြည့်ပြီးစားတွေကျက်နိုင်မယ်ဒီဆုံးကိုမစားရခင်ကစားကျက်လို့မရဘူးညင်နေရထိုင်းနေတယ်ဆုံးလေးစားလိုက်ရတဲ့အခါမှာတက်ကြွပြီးတော့စားကျက်လို့လွယ်သွားတယ်အဲ့တော့ဒီအကျိုးကျေးဇူးတွေရှိတယ်ဆိုတာမထေကြီးကိုယ်တိုင်ဟောပေးပါတဲ့ဘယ်သူကိုယ်တိုင်ဟောပေးပါလဲနံပါတ်2ကိုယ်တိုင်မဟောနိုင်ရင်ဘယ်လိုလုပ်မလဲဒုတိယချက်လေးဆိုကြည့်ပါအဲ့တော့မထေကြီးကနေပြီးတော့ဘသူဟောလိုက်ပါတိုက်တွန်းပေးရတယ်တဲ့နောက်ဆုံးအဲ့ကိုယ်တိုင်လည်းပဲမဟောနိုင်ဘူးမတိုက်လည်းပဲမတိုက်တွန်းဘူးအဲ့တော့အောက်ကတန်ဃာတွေကဘယ်လိုလုပ်ရမလဲဆိုတတိယချက်ကအဲ့တော့တပည့်တော်ဒီလိုလှုပ်လိုက်ပါမယ်မြတ်စွာဘုရားရဲ့ဒီအဆုံးအမလေးတွေယဉ်ကျေးမှုတွေတခါတည်းပါလာတယ်အဲ့တော့ပန်လျှောက်၍ဟောခြင်းဒါကြောင့်မို့တပည့်တော်တို့ကျောင်းတိုက်မှာကိုယ်တဲ့အကြီးတွေရှိနေတယ်တပည့်တော်ကိုယ်တိုင်လည်းပဲဒီကျောင်းမှာဟိုတုန်းကဒါမြတ်ဆက်ကြာဆရာတော်ရှိတယ်ဆိုရင်တပည့်တော်ကိုယ်တိုင်မန္တလေးသွားပါမယ်ဖေဟာဘာလို့ဆရာရှိပါတယ်ဖေဟာဒါမျိုးလေးတွေအတိပေးပြီးတော့လုပ်ရတယ်ဒါကြောင့်ဒီကျောင်းမှာလည်းပဲတပည့်တော်ကတချို့အတိမပေးဘဲနဲ့ပြောရင်ဩဝါဒတစ်မျိုးခေါ်ပြီးတော့တစ်မျိုးကိုယ့်ရဲ့အကြီးကိုလေးစားတဲ့အနေနဲ့တပည့်တော်ဘာလုပ်ပါမယ်နောက်ဆုံးမှဒီငွေလှူတာတွေဘာတွေလှူခံနေရစပြီးတော့ဘသူအတွက်လှူခြင်းပါတယ်ဆိုရင်ဒါမျိုးလေးတွေပန်လျှောက်တာဟာမြတ်စွာဘုရားရဲ့ဆန္ဒတော်နဲ့ညီတယ်တဲ့ဘာနဲ့ညီတယ်လဲဒါကြောင့်မို့ဒီမှာတပည့်တို့ဖြစ်ပျက်ခဲ့တာလေးတွေဟိုဖြစ်သွားရင်တချို့ကတော့ဘလို့ထင်မလဲမသိဘူးတပည့်တော်အနေနဲ့ကတော့ဒါမြတ်စွာဘုရားရဲ့ဒေသနာနဲ့အညီမြတ်စွာဘုရားဖြစ်စေခြင်းတဲ့အတိုင်းယဉ်ကျေးအောင်တပည့်တော်ဘယ်အတွက်ဆင်းရဲနေတာလှူခြင်းပါတယ်ဘလို့လှုပ်ခြင်းပါတယ်ဒါတပည့်တော်ခွင့်ပြုမှာပေါ့ကောင်းတာဟာဒါမျိုးလေးတွေကိုတပည့်တော်သင်ပေးတာဒီဟာလေးတွေကြည့်ပြီးတော့တပည့်တော်နီးယူပြီးတော့သင်ပေးတာပေါ့အဲ့တော့မြတ်စွာဘုရားကဒီဆုံးကတ်တာလေးတွေကိုပဲနုမောဒနာကိုတရားလေးတွေဟောပေးပါသင်္ကန်းကတ်ရင်နုမောဒနာတရားဟောပေးပါနောက်ပြီးတော့ကျောင်းဆောက်ရင်တော့ပြောမနေနဲ့နုမောဒနာတရားဟောပေးပါမြတ်စွာဘုရားကိုယ်တိုင်ဇေတဝန်ကျောင်းကြီးဆောက်တဲ့အခါနုမောဒနာဂါထာတွေနဲ့ဟောကြားပေးပါတယ်ဒေသနာဆုံးမှာဘယ်သူတရားရတယ်ဒါမျိုးတော့မပါဘူးပေါ့သို့တော်မြတ်စွာဘုရားတရားနုမောဒနာတရားဟောကြားခဲ့တယ်ဘာတရားဟောကြားခဲ့တယ်လဲအဲ့ဒီတရားဟောတာကကုသိုလ်ရှင်တွေတောင့်တအောင်ဟောတာလားကုသိုလ်ရှင်တွေအသိဉာဏ်တိုးအောင်ဟောတာလားအဲ့တော့တပည့်တို့ဒီမှာမြန်မာပြည်ကဗုဒ္ဓဘာသာဝင်တွေအသိဉာဏ်လေးကနည်းနည်းလေးချွတ်ချော်သွားတယ်ဘာလို့ထောက်ကြည့်ရင်သိလဲဆိုတော့ငါရေလေးပေးတဲ့မှာရေကျိုး10ပါးရပါတယ်ဆွမ်းကျိုး10မျိုးရတယ်ဆွမ်းကတ်လိုက်ထမင်းကျွေးလိုက်ဆွမ်းကျိုး5မျိုးရတယ်ရာကူကျိုး10မျိုးရတယ်အဲ့တော့ရတယ်ဆိုတာသူတို့ပြောတဲ့စကားတည်အလှခံပုဂ္ဂိုလ်ရသွားတာလားဒါမှမဟုတ်အလှရှင်ကရတယ်လို့သူတို့ရည်ရွယ်နေကြတာလား
လူတွေပြောတဲ့စကားရေကျိုး10ပါးရတယ်ဆိုငါရေခတ်တိုင်နဲ့မင်း10ပါးရမှာအကျိုးလေးနဲ့အဲ့တော့ကိုယ့်ဘက်ကိုရကျင်တဲ့စိတ်နဲ့လှူနေကြတယ်တကယ်မြတ်စွာဘုရားဟောတာကဆွမ်းလှူလို့ရှိရင်ဆွမ်းကြိုး5ပါးဆိုတာတကယ်တော့လှူခံတဲ့ပုံကိုယ်ကြီးရသွားတာဒါကြောင့်မို့စားထဲမှာအာယုံဒေတိဒါမျိုးလေးတွေပေါ့နော်ဆွမ်းလှူလို့ရှိရင်အသက်ကိုလည်းပေးလူရရောက်တယ်ငါလှူလိုက်တဲ့ဆွမ်းကိုဖုံးပေးပြီးတော့အသက်တည်းရဲ့ရှည်သွားနိုင်ပြီပฏิဘာဏံဒေတိငါလှူလိုက်တဲ့ဆွမ်းကိုဖုံးပေးပြီးတော့ခဏအတိညာဏ်တွေတရားထိုင်တာဖျားပြုတာမေတ္တာပွားတာနောက်ပြီးတော့စာသင်စာချတာအတိညာဏ်တွေတိုးသွားပြီဒီလိုစိတ်လေးသိလို့ရှိရင်ဆွမ်းလှူရတဲ့အကျိုးတွေကငါဆွမ်းကြောင့်ဒီလိုချမ်းသာသွားတယ်လို့သိစေခြင်းလို့မြတ်စွာဘုရားကဟောခိုင်းတဲ့သဘောပါဒါပေမဲ့တပည့်တော်ပုထုဇဉ်တွေကအတ္တသိပ်ကြီးတယ်ငါဘ ਹੁ ပြုတဲ့စနစ်တွေရဲ့သိပ်ကျင့်သုံးတော့ဆွမ်းလှူလို့ရှိရင်လည်းပဲဆွမ်းကြိုး5မျိုးရတယ်နောက်ပြီးတော့ရေလှူလို့ရှိရင်လည်းပဲရေကြိုး10မျိုးရတယ်အဲ့တော့ကိုလိုခြင်းလို့လှူနေကြတာလားအလူကံပုဂ္ဂိုလ်တွေရပါစေဆိုတဲ့စိတ်နဲ့လှူနေကြတာလားဒါမျိုးတွေကများလာတယ်အဲ့တော့တရားဟောတာတွေကလည်းပဲဒါမျိုးလေးတွေနည်းနည်းလိုအပ်ချက်လေးတွေရှိလာလို့လားမသိဘူးတရားဓမ္မအများစုကဒီလိုပဲမြင်လာကြတယ်အဲ့တော့တပည့်တော်အနေနဲ့ဒါမျိုးလေးတွေနားလည်အောင်ဟောပေးရတယ်အဲ့တော့မြတ်စွာဘုရားနိမောဒနာကိုဒါမျိုးလေးတွေဟောပေးတာဆိုတာတောင်းတဖို့မဟုတ်ဘူးတပည့်တော်သူတို့မှာဆွမ်းလှူလိုက်တဲ့အတွက်တန်ဃာတော်ရှင်မြတ်တွေသင်္ကန်းလှူလိုက်တဲ့အတွက်တန်ဃာတော်ရှင်မြတ်တွေဒီလိုအကျိုးကျေးဇူးတွေများတယ်ဆိုရင်သူတို့စိတ်ထဲမှာကုသိုလ်တွေထက်ကဖြစ်သွားတော့တာစောစောကလို့ငါသင်္ကန်းလှူရင်ဆွမ်းလှူရင်ဘာကျိုးတွေရတဲ့ဆိုပြီးကိုလိုချင်လို့မိမိတို့လှူတယ်ဆိုလို့ရှိရင်အဲ့တော့ဒီကုသိုလ်တော့ဖြစ်မှာပေါ့သို့တော့အကုသိုလ်တွေခြံရံတတ်တယ်တဲ့ဘာတွေခြံရံတတ်တယ်လဲဒါကြောင့်မို့တပည့်တို့စီမီပူဇော်တာပဲဖြစ်ဖြစ်ဆွမ်းပူဇော်တာပဲဆွမ်းလှူတာပဲဖြစ်ဖြစ်အကြောင်းကျိုးလေးတွေနဲ့သိရင်သိပြီးတော့ကောင်းတယ်မြတ်စွာဘုရားလည်းသိအောင်တရားဟောပေးပါဆုတောင်းခိုင်းတာမဟုတ်ဘူးသိသွားအောင်သိလို့ရှိရင်လှူရတာပို့ပြီးတော့အကျိုးရှိတယ်ဒါကြောင့်တပည့်တို့စာသင်စာချလုပ်တဲ့အခါမှာလည်းပဲတခါတရံကြတော့တရားတရားဆိုတာနေတတ်တာပေါ့စာသင်နေတယ်ဆိုလို့ရှိရင်ကိုကနေပြီးတော့စာသင်ညာခြင်းရဲ့အကျိုးတရားတွေရှိတယ်စာသင်နေတဲ့အချိန်မှာကိလေသာတွေကင်းနေတယ်စာသင်နေတဲ့အချိန်မှာမြတ်စွာဘုရားနဲ့တွေ့ခွင့်ရနေတယ်စာသင်နေတဲ့အချိန်မှာရှင်သာရိပုတ္တရာစတဲ့သူတော်ကောင်းတွေနဲ့တွေ့ခွင့်ရနေတယ်မြတ်စွာဘုရားတရားဝင်မြတ်စွာဘုရားရဲ့တရားတော်တွေကိုနာယူခွင့်ရနေတယ်ကိလေသာတွေကင်းနေတယ်မြတ်စွာဘုရားနဲ့တွေ့ရတာလူတွေနဲ့တွေ့ရတာတဲ့ပို့ပြီးတော့သားတယ်အဲ့တော့ဒီလိုချိန်မှာကိလေသာလည်းပဲကင်းနေတယ်ကိလေသာတွေဘုန်းကြီးတို့များကြီးကင်းသွားပြီဆိုရင်ဒါနောက်ဆုံးတော့နိဗ္ဗာန်မျက်မှောက်ပြုတာနိဗ္ဗာန်ဆိုတဲ့နာမည်ကရာဂစတဲ့ကိလေသာတွေမရှိတဲ့နေရာဒီလိုစာသင်နဲ့ပါပြီးတော့ကုံသွားပြီဆိုရင်ဒီနေ့ဘယ်ကိုမျက်မှောက်ပြုမလဲဒါတွေကဘုန်းကြီးတို့ပုထုဇဉ်တဘာဝကြတော့ငါဇွဲတွေတိတ်ကြီးခဲ့တယ်တိရစ္ဆာန်လေးတွေကြည့်ပေါ့ဒီပြီးတော့မွေးထားတဲ့ကြောင်လေးတွေကြည့်လိုက်ပေါ့ဘေးကနေပြီးတော့ရောက်လာတယ်ကျွေးတယ်စားပြီဆိုလို့ချင်းကိုပဲဥအောင်စားတယ်ဘသူအတွက်ဘသူကြံသေးတယ်တိရစ္ဆာန်လေးတွေမှာဒီစာနာစိတ်ရှိသလားမရှိဘူးလားအဲ့ဒီစိတ်တွေကအထုံတွေကတဘွားတိုင်းပါလာတော့အသိဉာဏ်ရှိတဲ့လူဖြစ်တာတောင်မှဘာမစိုးငါအတွက်ငါရမှနောက်ဆုံးကုသိုလ်ပြုတာတောင်မှမရမှစိုးရင်နေတယ်ဒါလေးတွေကိုလိုချင်တယ်ဒါတွေကဒီလိုတို့ကြံကုန်သွားတယ်ဆိုလို့ချင်းကြားထဲမှာတောင်ငူတို့ပြင်းမနာတို့ဆိုတာအလိုလိုရောက်သွားတာပါနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းလို့တန်ဃာတော်ရှင်မြတ်တွေကိုပူဇော်ခြင်းလို့ချမ်းသာစေခြင်းလို့ဆိုတဲ့စိတ်နဲ့လူရင်ကြားထဲမှာဆင်းလာတာခွန်အားဗလာကြည်တာဉာဏ်ပညာကောင်းတာဒီအကျိုးကျေးဇူးတွေကသူ့အလိုလိုပြီးမှာဒါမှမဟုတ်တိရစ္ဆာန်ဖြစ်လာကြတဲ့ငါဇွဲတွေငါပဲစားခြင်းတာငါလာမထီးနဲ့ငါအတွက်မထီးနဲ့ဒီစိတ်တွေကဘဝတိုင်းပါလာတော့အသိဉာဏ်ရှိပါတယ်ဆိုတဲ့လူဖြစ်တယ်ဘုရားရှင်သာသနာတော်နဲ့တွေ့တယ်ဒီဘဝတွေတောင်းမှဘာဖြစ်လဲငါအတွက်ပဲသိတယ်တဲ့ဘသူအတွက်ပဲသိတယ်လေဒါကြောင့်မို့ကုသိုလ်ပြုတဲ့အခါမှာဒါမျိုးလေးတွေတော့တပည့်တော်သဘောပေါက်ပါတယ်ဒါကြောင့်မို့ရေလှူရခြင်းအကျိုး10ပါးရတဲ့ဆိုကိုကလိုချင်လို့လှူနေတယ်ဒါလေးတွေကိုတပည့်တော်လည်းပဲအကြောင်းတိုက်ဆိုင်တဲ့အခါမှာတရားလေးတွေဟောပေးတယ်ရှင်ဘုရားတို့အနေနဲ့လည်းပဲတိုက်ဆိုင်တဲ့အခါမှာဒီစာသင်တာဘာဖြစ်လို့သင်နေတာလဲစာချတာဘာဖြစ်လို့သင်ချနေတာလဲတန်ခါနဲ့နေပြီးတော့ကိုယ်ဆင်းရဲခံပြီးတော့စာသင်တိုက်ကြီးဘာဖြစ်လို့ထောင်နေတာလဲကိုယ်လည်းပဲဒီထဲမှာဘာဖြစ်လို့ဒုက္ခကံပြီးစာချပေးနေရတာလဲအကျိုးတရားတွေကိုမြင်ရင်ဒီလုပ်ငန်းတွေကိုမျက်နှိုးတယ်တဲ့အကျိုးတရားတွေမြင်လုပ်ငန်းကိုဘာဖြစ်တယ်လဲမျက်နှိုးတရားလျက်ဆိုတာမျက်နှိုးမှုများလာလို့ရှိရင်အကျိုးတရားတွေလည်းမများဘူးလားများမလားနောက်ဆုံးဘယ်ထိမျက်မှောက်ပြုသွားနိုင်တယ်လဲဒါတွေကတပည့်တော်စီမီပူဇာနာနဲ့ဆက်ပြီးရှင်ဘုရားတို့အကြောင်းအကျိုးလေးနဲ့ပူဇော်ပါငြိမ်းငြိမ်းချမ်းချမ်းပူဇော်ပါ
စောစောကအညံစားဖြစ်တဲ့ပျော်ခြင်းလို့ပါခြင်းလို့ဒါမျိုးမလုပ်ပါနဲ့အလဲလက်စားဖြစ်တဲ့တရင်ကျုပ်လာပြင်းနေမှုလို့မီးပူဇော်တာဒါလောက်လဲဆင့်တက်လိုက်ပါဒါလောက်ကလေးနဲ့အားမရပါနဲ့ဘာကြောင့်ပူဇော်တယ်လဲကျေးဇူးတရားတွေနဲ့ဆက်နေတယ်ငါရောဆိုပြီးတော့ကိုဆင်ခြင်ပြီးတော့ပူဇော်ပါဒါဆိုရင်အကြောင်းကျိုးသိပြီးတော့ပူဇော်လို့ရှိရင်အမျက်ဆုံးဖြစ်ပါတယ်အမျက်ဆုံးဖြစ်ရင်အမျက်ဆုံးဖြစ်တဲ့အကျိုးဖြစ်တဲ့နိဗ္ဗာန်တည်မျက်မှောက်ပြုနိုင်ပါတယ်ဒါကြောင့်အမျက်ဆုံးပုဂ္ဂိုလ်တွေဖြစ်တဲ့စီမီပူဇော်မှုကိုပြုနိုင်ကြပါစေကုန်သတည်း